ကြရင်သမီးနိုင်ငံခြားသွားမယ်နော်မေမေကြီး ငယ်စဉ်တောင်ချီခွေဘဝအရွယ်တော့ငါထင်ချီအားချခဲ့ဖူးတယ်တနေ့တော့ရောက်ရမယ်ခန္ဓာတဲ့နိုင်ငံရဲ့ချာစီစင်တမ်းမြဲနေနိုင်မှုအတွက်အိမ်မများလဲငါမခဲညော်လေးချက်တစ်ပွေးတစ်ပိုင်းနဲ့ရရကိုကြောခိုင်းပြီးငါဆောင်ခါခဲ့ရှိမှချက်တွေဟာတကယ်ဖြစ်လာမလားငါချီချလာပြီးမှနောက်ဆုံးမရအောင်မိုင်းနိုင်တွေချခဲ့ပြီစိတ်ကူးနဲ့လက်တွေဟာတခြားစီညောမန်းထားတဲ့မဝအိမ်မက်တွေ with the way the way ငါခံစားရလာတယ်လေးဖလေးနဲ့ခံငယ်မှာအိမ်ကိုလွန်ခဲ့ရတဲ့နေ့များစွာကြားခဲ့ရတဲ့မျက်ရည်များမိသားစုတမဲဝိုင်းလေးသာငါလွန်နေ ငယ်စဉ်တောင်ချီခွေဘဝအရွယ်တော့ငါထင်ချီအားချခဲ့ဖူးတယ်တနေ့တော့ရောက်ရမယ်ခန္ဓာတဲ့နိုင်ငံရဲ့ချာစီစင်တမ်းမြဲနေနိုင်ဖို့အတွက်အိမ်မများလဲငါမခဲညော်လင်းချက်တစ်ပွေးတစ်ပိုင်းနဲ့ရရကိုကြောခိုင်းပြီးငါဆောင်ခွာခဲ့ရှိမှချက်တွေဟာတကယ်ဖြစ်လာမလားငါချီချလာပြီးမှနောက်ဆုံးမရအောင်မိုင်းနိုင်တွေချခဲ့ပြီစိတ်ကူးနဲ့လက်တွေဟာတခြားစီညော်မန်းထားတဲ့ဘဝအိမ်မက်တွေ with the way the way ငါခံစားရလာတယ်လေးဖလေးနဲ့ခံငယ်မှာအိမ်ကိုလွန်ခဲ့ရတဲ့နေ့များစွာချခဲ့ရတဲ့မျက်ရည်များမိသားစုတမဲဝိုင်းလေးသာငါလွန်နေစိတ်ကူးနဲ့လက်တွေဟာတခြားစီညော်မန်းထားတဲ့ဘဝအိမ်မက်တွေ with the way the little bit ငါခံစားရလာတယ်လေးဖလေးနဲ့ခံငယ်မှာအိမ်ကိုလွန်ခဲ့ရတဲ့နေ့များစွာကြားခဲ့ရတဲ့မျက်ရည်များမိသားစုတမဲဝိုင်းလေးသာငါလွန်နေ အိမ်ကိုလွမ်းလာဆိုတော့အိမ်ကိုလွမ်းနေအိမ်ကိုမပြန်ဖြစ်တာဒီနေ့အပါဝင်ဆိုရင်6နှစ်ထဲမှာရောက်နေပြီပေါ့နော်လူတွေတော်တော်များများနိုင်ငံခြားမှာအလုပ်လုပ်နေရကိုလာစားကောင်းနေခွင့်ရများတယ်ဘဝတိုးတက်မယ်လို့ထင်ကြတာပေါ့နော်ဒါပေမဲ့အဲ့ဒီအပြုံးတွေရဲ့နောက်မှာဘယ်သူမှမမြင်နိုင်တဲ့လွမ်းစွတ်တာတွေတိတ်တိတ်လေးငိုခရရရတွေအိမ်ကိုပြန်ချင်တဲ့စိတ်တွေအများကြီးရှိနေတတ်တယ် တနေ့လုံးပင်ပန်းအောင်အလုံးလုပ်ပြီးတော့ကိုယ်အခန်းထဲကိုပြန်ရောက်တဲ့အချိန်မှာ
အိမ်ကလူတွေရဲ့တန်ကိုကြားချင်တယ်သူတစ်ဖြစ်အဖေရဲ့ဟင်းချက်နဲ့ကိုတတိရတယ်ဒီအဖေရဲ့အဖေစကားတွေဒီကနေ့မိုးရွာတဲ့နေ့တိုင်းမှာရတဲ့နေ့တင်းတဲ့လေးတွေလွမ်းနေတချို့ညတွေမှာဆိုရင်အိမ်ကိုဖုန်းခေါ်တဲ့အချိန်မှာဆိုဒီကောင်းလားဆိုတဲ့စကားတော့ဖုန်းကြားရမယ်ရေဝင်လာတယ်အိမ်ပြန်ချင်လိုက်တာဆိုတဲ့စကားကိုပြောချင်နေတယ်ပေါ့နော်အိမ်ကလူတွေဖိတ်ပူတော့မှဆိုလို့အဆင်ပြေပါတယ်လို့လည်းပြင်ချရတဲ့နေ့လည်းရှိတယ်စိတ်နဲ့ပဲပြင်းပြင်းပြန်ရတယ်အိမ်ကဟိုအဝေးမှာရှိနေတဲ့နှလုံးသားတော့အိမ်မှာပဲကျန်နေခဲ့ပေါ့နော်တချို့အိမ်မက်တွေကဖိတ်သွားတဲ့အချိန်မှာဘာအောင်ဆုံးရှုံးခဲ့ရလဲဆိုတာသိလာ